ဒီမနက်ကိုကျွန်မသတင်းတစ်ခုတက်လာတယ်ပေါ့နော်ဟို food blogger အမျိုးသမီးတယောက် food blogger အမျိုးသမီးတယောက်သူစပွန်ဆာယူတယ်ပေါ့ဟိုကပြောမယ်ဆိုရင်အဲ့လူကြီးကလည်းရှေ့နေဆိုတော့နော်ရှေ့နေဆိုတော့ကျွန်မကိုကလည်းရှေ့နေဆိုတော့ကျွန်မတိုက်ဆိုင်ပါလို့ပြောချင်တာပါမျိုးသမီးတွေကိုပြောချင်တာလေဘယ်အရာမှအလကားမရဘူးเนาะဘယ်အရာမှအလကားမရတယ်လို့ကိုပိုင်စည်းပွားရေးလုပ်ပြီးရတဲ့ခါကျအမိအခိုကင်းတဲ့အမျိုးသမီးတယောက်ဖြစ်အောင်နေပါလို့ပြောချင်တယ်ပြီးရင် single mother ဆိုကျမတို့အိမ်အောင်ကွဲသွားတယ်ပေါ့ရှင်အိမ်အောင်ကွဲတယ်တချို့ကလည်းစုံတယ်ပေါ့အဲ့ဒါကလေးတွေကိုပြုစုပြုထောင်ရတယ်ဆိုရင်ကိုကနေမပြတ်မရှိအောင်နေမှရမှာသူများထက်ကိုကအပြောခံရတာပိုများတယ်ပြီးရင်ကိုရှာနေတဲ့စီးပွားရေးမှာကိုအားကိုပြီးတော့ကိုအလုပ်ကိုလုပ်တာပိုကောင်းတယ်ဘယ်အရာမှအလကားမရဘူးလေဘယ်အရာမှလက်ကားမရတဲ့အတွက်သူများပေးစာကမ်းစာကိုယူရတယ်ဆိုရင်ဒီလိုမျိုးမတည့်တဲ့အချိန်ကျရင်အပြောခံရမှာအပြောခံရတဲ့အပြင်မှာအဲ့ဦးလေးကပြောထားလဲဆိုတော့သူမိန်းမကတော့ပွဲတက်မိန်းမပေါ့နော်ပွဲတက်မိန်းမသူပဲသွားပါတယ်မိန်းမသူမိန်းမကတော့ညဝက်အင်ကြီးပဲမိန်းမဆိုတော့သူတို့ညဘက်အိတ်တဲ့ချိန်ပဲတွေ့ကျင်တာပေါ့နော်ပြောကျင်တယ်ပြီးရင်ဗာလဲတခါနေ300ဆိုတာမသိဘူးနင်ကဖာတဲ့ဆင်းတော့ပဲရှိတယ်နင်ကဖာတဲ့ဟိုမှာနင်ကချီးခေါ်ထားတဲ့ဖာတဲ့ပေါ့နော်ပြီးရင်သူအိမ်2နှစ်ငှားပေးထားတယ်2နှစ်စာရုပ်စာချုပ်ပြီးငှားထားတယ်ပြီးရင်အိမ်မှာရှိတဲ့ဖျားစင်တာဖျားတော်မှာသူပင့်ပေးထားတာပြီးတော့ဝစ်ရှော်ဆက်သူဝယ်ပေးထားတာကားဆိုရင်လည်းသူပတ်ဆက်သွင်းပေးထားတာဘယ်လိုမျိုးပေါ့နော်365ရက်မှာသူ့ကို9ရက်ပဲအချိန်ပေးနေတော့သူကခြေနဲ့တယ်ပေါ့အဲ့တော့ပြီးတော့ကိုကမိန်းကလေးသမီးမိန်းကလေးမွေးထားရင်ပို့ပြီးတော့နေတတ်ရမှာပေါ့နော်ပို့ပြီးတော့ထိန်းသိမ်းရတယ်ရှင်ကျမဆိုရင်တော့တားမွေးထားတာဒါပေမဲ့တားမွေးထားတိုင်းလဲကို့မိကဒီလိုမျိုးသူများပေးစာကမ်းစာနဲ့နေတယ်ပြီးရတဲ့ခါကျဘယ်လိုမျိုးနာမည်ပြတ်တယ်ဆိုရင်ရှက်ဖို့ကောင်းတယ်လေအဲ့တော့ကျမကပို့ပြီးတော့မိသားစုထဲမှာဆိုလဲကိုကအဲ့လိုမျိုးလာနေကြည့်တယ်ဘယ်လိုအောင်ပြောခံရမလဲဆိုတော့ကိုပတ်စံကိုရှာကို6လောက်ပေါ်ကိုရက်ကိုလုပ်ကိုလုပ်တာတော့မှပဲပတ်ဝန်းကျင်မှာမလွယ်ဘူးပေါ့နော်အဲ့တော့ဘယ်အရာမှအလကားမရဘူးဘယ်ပတ်စံမှလည်းအလကားရလာတာမရှိဘူးအဲ့တော့ကိုယ့်ရဲ့တိတ်ခါတွေကိုယ့်ရဲ့ယုံကြည်မှုတွေပျောက်ဆုံးပြီးတော့သူများပေးစာကမ်းစာနဲ့ဘယ်တော့မှမရက်တည်နဲ့တကယ်လို့ယောက်ျားရှိနေတော့ကိုစီးပွားကိုရှာကိုပတ်စံနဲ့ကိုဆိုရင်အခုပတ်စံအိမ်တစ်လုံး10သိန်းလား15သိန်းလားချက်ချင်းသွားဝယ်နိုင်တယ်ပြီးရင်ကိုပတ်စံနဲ့ကိုဆိုရင်ပတ်စံတစ်လုံးဝယ်နေမှာ9လုံးဝယ်လဲကိုကိစ္စယောက်ျားစီကဆိုတစ်လုံးတောင်းဖို့တော်တော်တောင်းနေအောင်အဲ့တော့ကျမတို့ကိုစီးပွားကိုရှာပြီးသွားတဲ့ခါကျရင်နာမည်ပြတ်မရှိရက်တည်ပြီးကိုလုပ်ကိုလုပ်တာကိုပဲပိုကြိုက်တယ်ရှင်အဲ့တော့အခုသတင်းတွေကလည်းတက်ပြီးတော့ရှုပ်ရှက်တွေကိုခန့်နေရပဲပြီးရင်ကိုကလေးလဲခုံငယ်ရတယ်ပြီးရင်ကျောင်းမှာဆိုလဲနဲ့မေကဘယ်လိုဖြစ်တယ်ညလေးဖြစ်တယ်ဆိုဘယ်လိုပြောခံရမလဲပြောကျမဆိုကျောင်းသွားတယ်နဲ့ဆီယာမတွေကစားနဲ့မေဆိုတိတယ်နဲ့မေကဘယ်လိုမလားညလေးမလားဆီယာမတွေကစားနဲ့မေတနခါရောက်လာလားနင်တို့အိမ်ကတနခါကြော်ညာခလေးတဲ့သွားတနခါဖွေးနေတော့လေကျမအမလိမ့်မိတာပါနာမည်ပြတ်သွားပြီဆိုရင်တော်တော်တိုင်ပတ်တယ်ပြီးရင်ကိုယုံကြည်မှုတွေလည်းမရှိတော့ဘူးကိုစီးပွားရေးကိုရှာကိုလုပ်ကိုရဲ့ဖြစ်တည်မှုတိုင်းကိုလက်ခံပြီးတော့ကိုအေးစေးနေတာပို့အကောင်းဆုံးပဲပြီးတော့ဒီလူလွတ်တွေဆိုကိစ္စမရှိဘူးရှင်နော်အဲ့တော့ဟိုဘက်မှာလည်းသားမယားတွေရှိနေတယ်အဲ့လိုလူမျိုးရှိရနေပြီးတော့ကိုကပတ်စံယူလိုက်တယ်ဆိုရင်အဆင်ပြေမလားပြောဒီဘဝလည်းအဆင်မပြေတော့နောက်တန်းတရားလည်းအဆင်မပြေဘူးဟိုဘက်မှာလည်းသူ့မှာမိန်းမနဲ့သားသမီးနဲ့အဓိကကိုကလက်မခံရရလေဟိုပြောတော့ပြောလိမ့်မယ်ဟိုတူမအိတ်ဘူးအိတ်တာဆိုတော့ကန်ရှင်ပဲသိမယ်ပြီးရင်သူများပတ်စံနေယူတဲ့အခါကျတော့သူများပြောသမျှကိုခံရတာချစ်တယ်ရဲ့အချိန်တော့ဖူးမှုတ်ထားတာပဲလေချစ်နေတဲ့အချိန်တော့အခုမတဲ့တော့ဘူးအဆင်မပြေတော့အချိန်ကျမှဟိုဦးလေးကဖုန်းထဲမှာပြောထားတာမှတခါတည်းနင်ကဖာတယ်မနင်ကတည100ဟိုတခါတူနေ100နင်ပဲဈေးခေါ်တာနင်ကဈေးခေါ်တဲ့ဟိုဖြစ်နေပြီနင်ကကလင်ကချစ်ပြီးရင်ဟိုလိန်မပြောနဲ့ညာမပြောနဲ့ချစ်တဲ့အချိန်တော့ဒီမိန်းမအတွက်တိတ်ခါရှိအောင်ဒီမိန်းမအဆင်ပြေအောင်ဟိုဖြစ်မှာအခုချိန်ပြဿနာလည်းတက်ကောအကုန်လုံးကိုပြောတာရစရာမရှိတော့အဲ့တော့အဲ့လိုမျိုးအနေထားမရအောင်စာတွေကနေရမှာပေါ့နော်အဲ့တော့ဘယ်အရာမှအလကားမရအောင်နော်သူများပတ်စံဆိုအလကားယူနေမှမစင်စားနဲ့ तू ကငါ့ကိုချစ်လို့အမ်းလာပါလိုက်သူများပတ်စံကိုယူမယူလိုက်နဲ့ဘာဖြစ်လို့လဲဆိုတော့ဘယ်အရာမှအလကားမရအောင်အဲ့မတဲ့တဲ့ချိန်ကျပြောခံရမှာအဲ့ဒီအပြောခံရတဲ့ဟာကိုမခံနိုင်လုံးလို့ကိုပတ်စံရှာတယ်ကိုလေးတယ်ဘီယာဆိုင်ထိုင်တော့2သိန်းကျန်တယောက်3သိန်းဒါမှမဟုတ်ရင်ကိုပတ်တာကိုပဲရှင်းလိုက်တယ်တော့ဟုတ်တော့ဘာဖြစ်လဲသူများကျွေးတာမွေးတာမစားချင်တော့သူများကျွေးတာစားရတယ်ဆိုသူများပတ်စံရှင်းတာကိုစားရတယ်ဆိုလေအမဖင်ချင်းနေနေလို့ထိုင်တော့မကောင်းအဲ့တော့သူများပတ်စံအလကားမယူနဲ့ပြောခံရမယ်ပြီးရင်
ဘယ်အရာမှဒီလောကကြီးမှာအလကားဘယ်မှမရအဲ့တော့မျိုးသမီးတွေပြောချင်တယ်ကိုယ့်အကူကြိုးစားကိုလုပ်ကိုစီးပွားရေးကိုရှာကိုပတ်စံကိုသုံးနော်အိမ်အောင်ရှိတဲ့ယောက်ျားတွေနဲ့မပတ်သက်နဲ့ပြီးရင်သူများပေးစာကမ်းစာနဲ့ဘောကမရက်တည်နဲ့အခုကျုံအတန်ဖိုင်တွေတွင်းထားပြီးတော့အဆက်ခွဲခံရတော့ကိုပဲအဆက်ခွဲခံရမလွယ်ဘူးဒီလောကမှာဘယ်အရာမှအလကားမရနော်အဲ့ဒါသိဖို့